ကန်ဆိုးကျင်တော့ Jack ရဲ့ဖခင်ဖြစ်သူကလည်းဖျားပြီးဆေးရုံတက်လိုက်ရပါတယ်။အရင်ကတားအဖ2ယောက်တလဲစီစောင့်ခဲ့ကြပေမဲ့အခုတော့ Jack တယောက်တည်းဆိုင်ကို3ရက်ဆက်တိုက်မအိပ်မနေစောင့်နေရပါပြီ။ထမင်းစားရင်တောင်နိုင်မိတဲ့အထိပင်ပန်းနေပေမဲ့ဓာတ်ပုံရိုက်ချင်တဲ့ကျောင်းသူလေးတွေရောက်လာပြန်တာမှုဒုက္ခများအတင်းမျက်မှောင်ကျုပ်ပြီးဆိုင်ဖွင့်ထားရရှာပါတယ်။နောက်ဆုံးမှာတော့ Jack လည်းမတောင်းခံနိုင်တော့ပဲအချိန်ပိုင်းဝန်ထမ်းခေါ်ဖို့ဆုံးဖြတ်လိုက်ပြီးဆိုင်ရှိမှကြော်ညာကပ်စပွဲပေါ်မှာတင်မှောက်အိပ်ပျော်သွားပါတော့တယ်မထင်မှတ်ပဲစုံတွေ့ရတဲ့ပထမဆုံးအနံပိုင်ရှင်ညနေဆောင်တော့အမျိုးသမီးတယောက်ဆိုင်ထဲဝင်လာပြီးစပွဲကိုခေါင်းနိုးလိုက်ပါတယ်ဂျက်လည်းလက်နိုးလာပြီးဘာဝယ်မလဲလို့ရောင်ရောင်မမမေးမိပေမဲ့တကယ်တော့အဲ့ဒီအမျိုးသမီးကအလုတ်လာလျှောက်တာပါဂျက်တယောက်သူမအတွက်ရေသွားခတ်ပေးဖို့လှုပ်တုံးမှာပဲရုတ်တရက်တတိယသွားတာကတော့ဒီမိန်းကလေးဟာလွန်ခဲ့တဲ့3နှစ်ကသူ့ရဲ့ပထမဆုံးအနံကိုခိုးယူသွားတဲ့ဝတ်စီဆိုတာပါပဲဝစီကတော့သူ့ကိုမှတ်မိပုံမရပဲရေနွေးကြမ်းဖြော်ပေးဖို့လုပ်နေပါတယ်ဂျက်ကတော့သူမကိုအညိုးနဲ့အလုံးမခန့်ကျင်တာမို့အကြောင်းပြချက်ရှာဖို့စူးစမ်းနေတာပေါ့အိပ်ပျော်သွားတဲ့40နာရီပင်ပန်းနေတဲ့ဂျက်ကဝစီဖြော်ပေးတဲ့ရေနွေးကြမ်းဂျုံမုတ်လက်ဖက်ရည်ကိုတခုခုထည့်ထားမလားဆိုပြီးတန်တရားနဲ့မတောက်ရဲပဲဖြစ်နေပါတယ်ဝစီကသူမကိုယ်တိုင်တောက်ပြလိုက်တော့မှဂျက်လည်းစိတ်ချလက်ချတောက်ပြီးမှောက်အိပ်ပျော်သွားပါတော့တယ်သူဟာနာရီပေါင်း40ကြာအောင်မအိပ်ခဲ့ရတာကြောင့်အိမ်မောကျသွားတာပါနိုးလာတဲ့အချိန်မှာတော့ထူးဆန်းတာကဆိုင်ထဲမှာလူတွေအပြည့်နဲ့စီကားနေတာပါပဲ။ဟိုစီကသူ့အိတ်နေတော့မှဆိုင်ကိုကူဆောင်ပေးပြီးပစ္စည်းတွေရောင်းပေးနေခဲ့တာပါ။လူစီရဲ့မျက်ရည်နဲ့အကြက်ရိုက်သွားတဲ့ဂျက်။လူစီကဝမ်းသာအားရနဲ့မနှက်ဖြန်ကစပြီးအလုတ်ဆင်းရတော့မလားလို့မေးပေမဲ့ဂျက်ကတော့သူမကိုအလုတ်မခန့်ကျင်သေးတာမို့မနှက်ဖြန်တခြားသူတွေလည်းလူတွေ့စစ်ဖို့ရှိသေးတယ်အိမ်ပြန်ပြီးစောင့်နေလိုက်ဦးလို့ညင်းလိုက်ပါတယ်။နောက်ထပ်ဗီဒီယိုတစ်တင်ပေးမှာမို့ like and follow လုပ်ဖို့မမီနဲ့နော်။